အပိုင်းစများခုနှစ်တစ်ပင်ကကြွေကြသွားခဲ့တဲ့တရွက်ကလေးတွေအကြောင်းဘသူကများတခုတ်တရသတိရပေးနေပါမလဲတကယ်တော့အဝါရောင်ဆိုတာဆွေးမြေ့နေတဲ့အယောင်ပဲနာကျင်မှုကိုလည်းကိုစားပြုကောင်းပြုလိမ့်မယ်ဘန်ကိုပကြီးတွေမှာအဝါရောင်တွေတိတ်များတာပဲအနုပညာဆိုတာနာကျင်နေတတ်တဲ့လူထူးလူဆန်းတွေပဲမြင်ရနိုင်တဲ့အယောင်တစ်မျိုးမျိုးဖြစ်ချင်လဲဖြစ်မှာပေါ့ကျွန်တော်ရေးနေမိတဲ့စာတွေအဖေကနားမလည်ဘူးလို့ပြောမြဲပြောပြီးကျွန်တော်ကလည်းရည်ယုံပဲရည်ပြနေခဲ့မိတယ်အဖေကဝတ္ထုတွေတိတ်ကြိုက်ရှာတာသူဖတ်ဖူးတဲ့တကယ်လဲကောင်းတဲ့ဝတ္ထုလေးတွေဆိုအစာအဆုံးပြောပြီးအဲ့ဒီလိုလှတာအဲ့ဒီလိုကောင်းတာနဲ့တဖွားဖွားပြောရှာတယ်အဲ့ဒီလိုဝတ္ထုတွေစူးစမ်းပြီးရေးစမ်းပါလို့ပြောရှာတယ်တကယ်ဆိုမိဘကျေးဇူးဆက်တဲ့အနေနဲ့ဆိုပြီးဝတ္ထုတစ်ပုဒ်လောက်တော့ဘဝမှာရေးပေးခဲ့သင့်ပေမဲ့ဘယ်လိုလုပ်မလဲကျွန်တော်မရေးချင်ဘူးစိတ်ချမ်းသာသလိုနေခွင့်ကလေးဟာစာရီစီမှာပဲကျွန်တော်ရနိုင်တာဟန်နီစီတော့စာရီဆက်ရေးနေမိတယ်အပြစ်အနာစာရီနဲ့ဆက်ပြီးချစ်ပေးနိုင်တဲ့သူဆိုတာလောကမှာခွေးကလေးတွေပဲရှိတာလားအဲ့ဒီလိုလည်းမဟုတ်သေးဘူးခွေးကလေးတွေရဲ့လူတစ်ယောက်ရဲ့တော့ထပ်ပြီးထဲမှဖြစ်မယ်ဟန်နီရဲ့ရိတ်ဟာတိတ်အေးတာပဲမပူလောင်တာတွေကိုတိတ်ပြီးမမောတက်လာတဲ့အခါဘလောက်တန်မိုးထားရမလဲပိုနားလည်လာတယ်မေတ္တာဆိုတာလောကမှာမရှိပါဘူးလို့ဇွတ်ညင်းဆန်ကျင်လာတဲ့အခါတိုင်းပုံသူပကြီးကားတွေကအဲ့ဒီမျက်လုံးကလေးတွေကိုအားနာရတယ်သူတီရှိနေပုံကဘယ်ချိန်ပြန်လာနေလို့ရတဲ့အရက်မှာအင်္ဂလိပ်တစ်လုံးစောက်ပေးထားခဲ့သလိုပါပဲတစ်ပင်ကကျွေသွားတဲ့တစ်ရွက်ကလေးတွေဟာတစ်ပင်ချေရင်းမှာပဲပြန်ပြီးဆွေးမြေ့ပြုံဝင်ခဲ့ရတာပဲဝေးကြီးတွေဟာအမြဲဝေးနေမှာပဲထပ်မနီးလာကြတော့ဘူးတိတ်လွမ်းတဲ့အခါဘယ်ကိုမှမပို့ဖြစ်မဲ့စာတစ်စောင်ရေးတယ်ဒီလိုနဲ့စာတွေတဖြည်းဖြည်းပုံများလာတယ်ခုတလောချဲလိုတန်ကိုကျွန်တော်တော်တော်နှစ်သက်နေမိတယ်ချဲလိုတန်ဟာထီးကျန်နေတဲ့အတန်ပေမဲ့နားထောင်နေရင်စိတ်ကိုတက်တာရလာစေတယ်ဖေ့စီဖုံးဆက်ဖြစ်ဖို့ချိန်ယူနေတာတော်တော်ကြာပြီစရောကိုပါအစင်သက်ဖြစ်မနေတဲ့အခါဘသူနဲ့မှစကားမပြောချင်ဘူးဖေရှိနေသေးတာလည်းကောင်းတယ်ပျော်ရွှင်ခြင်းကိုဘာနဲ့မှလဲမပြစ်ရဘူးလို့မကြာခဏသတိပေးပေါ်ရတယ်လဲပြစ်စရာကိုမရှိတဲ့အကြောင်းကြတော့ကျွန်တော်ပြန်မပြောပြတော့ဘူးစင်ပြေပါတယ်ရာရာဒီလိုပဲအစင်ပြေအောင်နေကြရတာလူဘဝပဲဘလို့ရာကမှအထူးတလဲညင်းညူနေကြရလို့သူမယုံကြည်ဘူးဟုတ်ကဲ့လို့ပြောရတာလဲခုဆိုတော်တော်အဆင်ပြေလာပြီလောကဟာသိပြီးသားနားလည်ပြီးသားအကြောင်းတွေပဲမပြင်းမရထပ်ပြီးလဲနေတာညင်းငွေ့ချင်စရာကောင်းနေပြီလဲကြနေတော့ထပ်ပြီးနင်းချေဖို့ရွယ်နေတဲ့ခြေထောက်တွေကိုမြင်လိုက်ရတာကတော့ဖြစ်မှဖြစ်ရလေလို့ရှက်ရှက်ပပရည်မိတယ်ဒီအပိုင်းကြီးဖြစ်တဲ့ရုပ်ရှင်တွေက Chronicle of Ebil ကိုကြိုက်တယ်အမှန်တရားဟာတကယ်ဆိုတိတ်ပြီးရှုပ်ထွေးနေဖို့မကောင်းလာပေမဲ့လူတွေရဲ့ကြားမှာတော့အသွားနှစ်ဖက်ပါနေတဲ့ဓာတ်ပဲဘသူကိုင်ထိခိုက်ရှာနာများတယ်အမှန်တရားကိုစားလောင်နေဆိုတာလဲသွေးစားသလိုပဲအချက်လက်တွေကအရေးကြီးတယ်တဲ့ပြထားချက်တွေပေးထားချက်တွေကိုမြင်အောင်ကြည့်တဲ့အခါစိတ်ခံစားချက်ကိုဖယ်ထားမှအမှန်ကိုမြင်ရတဲ့အမှန်တွေမြင်ရတော့ဘာထူးဆန်းလဲမင်းဘာမှမဆန်းပါဘူးလူမှန်ရင်တော့မလုတ်သင့်ဘူးဆိုတဲ့အရာတွေကိုလူတွေပဲအမြဲလုပ်နေကြကြတာဘာမှမထူးဆန်းဘူးကျွန်တော်အသေးအတန်နေမကောင်းဖြစ်တုန်းကကျွန်တော်ခွေးကလေးကနှစ်ရက်လုံးထမင်းမစားတော့ဘူးတဲ့ကျွန်တော်ဂရင်အောက်ကနေလည်းဘယ်ကိုမှမထွက်တော့ဘူးမောင်းထုတ်လို့လည်းမရဘူးတဲ့မေတ္တာတရားအတွက်ဆိုရင်လူတစ်ယောက်ဟာခွေးတစ်ကောင်ကိုအားနာသင့်တယ်တချို့အတန်တွေကစိတ်ထဲကထုတ်ပစ်လိုက်ပြီးမဲ့နားထဲမှာအမြဲနေတာဘ
ဝရဲ့နေပုံနေနည်းတွေကိုကျွန်တော်ခွေးကလေးစီကနေအတော်များများတင်ယူဖြစ်ခဲ့တယ်လို့ပြောရင်လူတချို့နားလည်မှာမဟုတ်တော့ဘူးလူတွေကလူဆန်လွန်းကြတာကြောက်စရာပိုကောင်းလာနေတယ်လို့ပဲသူ့ခွေးကလေးလည်းအသက်ရလာပြီနေရတာတဖြည်းဖြည်းပိုမောလာတာတွေ့နေရတယ်ဘဝတနာထဲမှာတန်ရောစင်ကပိုပြီးအဆေးများပုံပဲတချို့နေ့တွေမှာဆိုအဲ့ဒီအကြောင်းတွေးရင်မျက်ရည်တွေဝဲပြီးသူ့ကိုဖတ်ထားမိတယ်တရားဟာခေါင်းထဲမှာပဲနေပြီးစိတ်ထဲထိရောက်ဟန်မတူသေးဘူးဒါကိုဝန်ခံမှုလည်းမရှက်ပါဘူးသူမရှိတော့တဲ့အခါဆိုရင်နောက်ထပ်ခွေးတစ်ကောင်ကိုလည်းသူဘယ်တော့မှထပ်ပြီးမွေးပြစ်မှာမဟုတ်တော့ဘူးတတိယနေတဲ့စိတ်ဟာဖြောက်ရတာခက်မှာပဲအသားကျပြီးတဲ့အရာတွေကိုအလွယ်တကူအစားထိုးလိုက်ဖို့သူ့အတွက်မလွယ်ဘူးတချို့နေရာလွတ်တွေနဲ့ကွက်လက်တွေကသူတို့ရဲ့တန်တရားအထိထိုက်တန်ပါတယ်အဲ့ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်ကြောပိုးအိတ်အပိုတစ်လုံးနဲ့စိတ်ထဲမှာမွေးကလေးကစူဆောင်းထားတဲ့အနာတရားတွေထဲ့သူသိမ်းဆဲပြီးအကုန်လုံးလွှတ်ပစ်လိုက်တော့မယ်ခုဆိုအဝါရောင်လိပ်ပြာကလေးလဲတော်တော်မောနေခဲ့ပြီကျွန်တော်ခွင့်မလွတ်တတ်တာကတော့တေချာတလောက်ပဲထင်တယ်လူတွေကိုခွင့်လို့ရတာတိတ်ပြီးခက်ခဲတာပဲဂုံးကဲရုပ်ချင်ကိုကြည့်တဲ့အခါတိုင်းနာကျင်ကြောက်ရွံ့တဲ့စိတ်နဲ့အတူရည်လဲရည်မိရဲ့လူတွေကခွင့်လွတ်စိတ်နဲ့ဆက်ဆံပေးဖို့မတန်ဘူးပဲမဟုတ်လားနာကျင်စေဘူးခဲ့တဲ့သူတွေနာကျင်မှုကြီးအတွင်းကျွန်တော်ကိုတက်တာနှမြုပ်စေခဲ့တဲ့သူတွေကိုကျွန်တော်ဘယ်တော့မှခွင့်မလွတ်နိုင်ခဲ့ဘူးလို့တော့ထင်မိတာပဲခွင့်လွတ်ခဲ့ရလောက်အောင်မကြီးမြတ်ချင်တာလဲပါကောင်းပါနိုင်လောက်ပေမဲ့ခွင့်မလွတ်တတ်တဲ့ခေါင်းမာတဲ့ဇယိုက်ကြောင့်လဲဖြစ်နိုင်ပါတယ်ခွင့်မလွတ်နိုင်တော့ဘာလို့ပြစ်ခဲ့လဲမင်းနည်းနည်းတော့ရည်စရာကောင်းနေမယ်ထင်တယ်ခွင့်မလွတ်နိုင်တဲ့လူတွေကိုကျွန်တော်တခါမှမတွေ့ဘူးမစင်းစားဘူးတဲ့လူပေါင်းတန်း6000စင်းရင်နဲ့ထည့်သွင်းလိုက်ပြီးမစ်ပြစ်လိုက်တော့တာပဲမေ့သွားပြီလို့ပေါ့ပပပြောနိုင်မှုအတွက်မတိချင်းများစွာလိုအပ်ကြမှာပေါ့ကျွန်တော်ကနာကျင်စေကြသူတွေအားလုံးကိုတိတ်တဆိတ်ကလေးပဲကျွန်တော်အကုန်ပြန်ပြီးမစ်ပစ်ခဲ့လိုက်တယ်သူတို့ကိုတနည်းနည်းဖြင့်လက်စားချေရမှသာကျွန်တော်စိတ်သက်သာရလိမ့်မယ်မဟုတ်လားအဲ့ဒါကြောင့်သူတို့ကိုမှတ်ညံတွေကအပီးဖယ်ထုတ်လိုက်ပြီးအကုန်ပြန်ပြီးမစ်ပစ်ခဲ့ဖို့ပဲတက်နိုင်ခဲ့တော့တယ်ကျွန်တော်မသိခဲ့တဲ့လူတွေအတွက်အထူးတလဲကြေကွဲဝမ်းနဲ့ပြင်းနေစရာမလိုတော့ဘူးကျွန်တော်မှတ်ညံဧရိယာတကတိမ်ကလေးပဲရှိနေပြီးအဲ့ဒီထဲကိုချစ်ခင်သောသူတို့ကိုပင်နေရာပေးရန်မဆန့်လွန်းတဲ့အခါခွင့်မလွတ်နိုင်တဲ့သူတွေကိုဆက်လက်တည်ဆောင်မှုမတတ်နိုင်ခဲ့တာပါဒီဘဝဒီခန္ဓာဒီမှတ်ညံတွေကနေအပီးလွတ်ချခဲ့လိုက်ရုံသာရှိတော့တယ်မဟုတ်ပါလားအဲ့ဒီတော့ဘယ်တော့မှခွင့်မလွတ်ဘူးသိလားလို့ပြောပြီးရင်ကျွန်တော်ပေးတဲ့အကြီးဆုံးပြစ်ဒဏ်ကမေ့ပြစ်လိုက်တာပါပဲဒီကဘာကြီးမှာမင်းလျော်ခြင်းနဲ့ပဲထိုက်တန်တဲ့သူတွေရှိတယ်မေ့သွားရင်ဒုက္ခပါပဲလို့ကြောက်ရွံ့ရတဲ့အထိအသေးချာဖက်ထွေထားခြင်းနဲ့မှတ်မိနေခြင်းနဲ့ပုံရိပ်ဆိုတာလူနည်းနည်းကလေးအတွက်ပဲထိုက်တန်တာမေတ္တာတရားဟာတိမ်မွေ့လုံးတော့လူတိုင်းနဲ့မထိုက်တန်ဘူးအညိုရောင်ဝင်ပုံငတ်တွေမြေပြင်ပေါ်မှာလမ်းလျှောက်ပုံကရည်စရာကောင်းနေကြပေမဲ့သူတို့တွေကလေထဲမှာပြန်နေတဲ့အခါကဘာပေါ်ကအလှဆုံးငတ်တွေဖြစ်သွားကြရောတဲ့တစုံတရာကိုဘယ်နာကနေရက်ပြီးငေးကြည့်နေမိခဲ့ကြတယ်လို့နည်းနည်းလောက်တော့ထပ်ပြီးစဉ်းစားကြရအောင်မယ်မဟုတ်လားစားငံကြီးဟာအညိုရောင်ဝင်ပုံငတ်တွေရဲ့ကြောက်ကပ်ကိုပျက်စီးစီလို့မျက်ရည်အဖြစ်နဲ့ပြန်ဆွန့်ထုတ်ပစ်ကြရတဲ့ဘယ်တော့မှခွင့်မလို့ဘူးဆိုတဲ့စကားလုံးတွေကိုဒီဇင်ဘာတွေထဲထည့်လိုက်လို့ရရင်နည်းနည်းပိုပြီးပေါ့ပါသွားကြလိမ့်မလားကဘာမြေကတော့လေးလံနေခဲ့ပုံမျိုးနဲ့ဒီရက်တွေထဲမှာပဲဆူနာမီလှိုင်းတွေထပ်ပြီးထုတ်လွှတ်လိုက်ရင်လူတွေကိုရိုက်မောင်းပုံမောင်းလုပ်ခဲ့ကြလေရဲ့ဒီဇင်ဘာတွေကဒဏ်ရာများတယ်လို့ညှဉ်းညူမိတဲ့အခါခွင့်လွတ်နေကြအပြုံးနဲ့ပဲပြုံးလို့ကြည်နေအောင်မှာမဟုတ်လားကြောကုန်းမောက်ဝေလာငါးတွေကရင်းနေတရဝါတွေထဲမှာညံရီအမြင့်ဆုံးဆိုတဲ့အကြောင်းနဲ့အစာရှာဖွေတဲ့အခါသူတို့အသုံးပြုတဲ့မာယာတွေအကြောင်းလေ့လာရင်းသိရပေမဲ့လူတွေရဲ့အစာရှာဖွေတဲ့မာယာကပိုပြီးနှဆိုင်မှာပဲလို့တွေးမိတဲ့အခါစိတ်ထဲမှာတိတ်ပြီးရှုပ်ထွေးသွားမိတယ်
လူရဲလို့ဖြစ်လာမှတော့ထိခိုက်ရှာနာလဲရှိရမှာပဲပေါ့ဒဏ်ရာအနာတရားတွေဆိုတာမျိုးကဒီလိုမျိုးသွားရင်လာရင်ဒီလိုပဲကောက်ရလာကြတာတော့မဟုတ်ဘူးမဟုတ်လားမတိလိုက်မတိဖာတာပဲဖြစ်ဖြစ်အမတ်တမဲ့ပဲဖြစ်ဖြစ်ကိုယ်တိုင်လူလူလလရှာဖွေယူမိခဲ့ကြတာတေဝင်းတေကွက်ပြီမဲ့မခုခံကျင်တော့ပဲသဘောပဲလေလို့စိတ်လိုလက်ရအကုန်ဖွင့်ပေးလိုက်မိကြတာမျိုးပေါ့ကျွန်တော်ကစိတ်တွေအမျိုးမျိုးကွဲထွက်နေခဲ့ရတဲ့ကောင်ပဲတော်သေးတာကအဲ့ဒီ disorder ကြီးတစ်ခုလုံးကိုလူတွေမရိပ်မိအောင်ဖုံးဖိနိုင်ထားနိုင်ခဲ့လို့ကျွန်တော်ဖြစ်တည်မှုနဲ့ကျွန်တော်ဗျာများနေရတဲ့အထင်လူတယောက်ကိုစိတ်ထဲထည့်ပေးထားရတယ်ဆိုတာကတကယ်တော့မလွယ်ဘူးကျွန်တော်စိတ်အခြေအနေနဲ့ဆိုရင်တကယ်ကိုမလွယ်တဲ့အလုပ်ပဲပဲ့ကြွေကြတော့မလို့ရဲကလေးထဲမှာကျွန်တော်ထပ်ပြီးရယူထားမိတဲ့ချစ်ချင်းဆိုတာဒဏ်ရာအနာတရားတွေပဲဖြစ်ဖို့များတာပဲမဟုတ်လားကျွန်တော်တို့ကပဲ့ကြွေလွယ်တဲ့အနာဆွေးစားတွေလိုလူတွေဒီလိုလူတွေရဲ့စိတ်အခြေအနေတွေကတောင့်ခံဖို့ထက်ကြွေကြသွားရဖို့သာအသင့်ဖြစ်နေကြတာမျိုးပေါ့စိတ်ထဲမှာကွဲထွက်နေတဲ့ကိုယ်ကွဲတွေအများကြီးထဲမှာကျွန်တော်ကအရွယ်ဆုံးပဲလေးတန်း scholarship ဖြေဖို့မနက်အစောကြီးစာထကြက်နေတဲ့ကလေးလေးတယောက်လည်းပါတယ် Facing 7ကလေးစီးပြီးမြို့ထိပ်ကကျောင်းကြီးကနေအိမ်ပြန်လာတဲ့ကလေးတယောက်လည်းပါတယ်စာသိပ်တော်တဲ့10တန်းကျောင်းသူကလေးလည်းပါတယ်များသောအားဖြင့်တော့အဲ့ဒီကလေးလေးတွေကဆက်လက်ကြီးမလာပဲအရွယ်လေးမရောက်လာတော့ပဲသူတို့ဘာသာကျွန်တော်ကိုယ်ထဲမှာတက်စီခွဲပြီးတော့နေကြတာပဲတခါတလေလဲအဲ့ဒီကလေးတွေကငိုတယ်ကျွန်တော်ကဘယ်တော့မှမငိုဖို့ကြန့်ခိုင်ပေမဲ့သူတို့ထွက်လာတဲ့အခါဆိုကျွန်တော်သူတို့အတွက်ငိုပြီးနေခဲ့ရတာပဲအိမ်မက်တွေတညာလုံးမှတ်နေပြီးမနက်လင်းတဲ့အခါဘာမှမမှတ်မိတော့တာမျိုးကြုံမှုကြတာပဲမဟုတ်လားဘဝရဲ့ကာလတော်တော်များများကကျွန်တော်အတွက်အဲ့ဒီလိုကြီးဖြစ်နေခဲ့ကြတယ်ဘာကိုမှမမှတ်မိတော့တဲ့အုံနောက်ကြီးကိုပဲတဲပြီးဒီလိုပဲတွေးရွေးနဲ့ကျွန်တော်ဆက်ပြီးရွေးနေခဲ့ရတာပဲတခါတလေမိပွိုင်းအလဲကောင်ကြီးရောက်နေတဲ့အခါမျိုးမှာကျွန်တော်ဘယ်ကိုသွားချင်တာလဲမသိတော့ပဲကြောင်ပြီးရက်နေမိတာမျိုးလည်းရှိတယ်များသောအားဖြင့်တော့အရွယ်ရောက်ပြီးရင့်ကျက်နေတဲ့လူကြီးတယောက်ဖြစ်နေတော်တော်ကလေးအဆင်ပြေအောင်ဟန်ဆောင်နေနိုင်ခဲ့တယ်ပဲပြောရမှာအရွယ်မရောက်သေးတဲ့စိတ်အထဲကကလေးလေးတွေကတော့ညဘက်လူကြီးတိတ်ချိန်တွေဆိုထွက်လာပြီးသူတို့ကြောင့်ပဲကျွန်တော်အိပ်ဖို့ကြောက်နေခဲ့ရတာမျိုးပေါ့ခပ်ပြင်းပြင်းအိတ်ဆေးတွေတောက်ရတာလဲပြဿနာတော့ရှိတာပဲမှတ်ညံပို့ပြီးထိခိုက်လာတာမျက်နာတွေဖြစ်ရက်တွေနေ့ရက်အချိန်တွေမှတ်ရတာလဲလက်မြောက်ရှုံးပေးလိုက်ရတာပါပဲမနက်လင်းလာတဲ့အခါညကပြောထားသမျှမမှတ်မိတော့ပဲနေ့အသစ်တွေဖြစ်ရတာတခါတလေကြတော့လဲမြင်တွေ့ဆက်ဆံနေရသမျှအရာအလုံးကိုဒေဂျာဘူးတွေဖြစ်နေရတာမျိုးပေါ့တော်တော်ခက်ခဲတဲ့စိတ်ကြီးထဲမှာဖြစ်နိုင်မယ်ဆိုရင်တော့ဘယ်သူမှထပ်ပြီးထဲ့မထားခြင်းတော့ဘူးတိတ်ပြီးလေးလံနေတဲ့ခေါင်းထဲမှာထိုးသိပ်ကြေမွနေတဲ့စိတ်အကွဲပဲ့တွေအများကြီးနဲ့ဘဝကိုတရေချင်းရွေ့နေရတဲ့အကြောင်းကျွန်တော်ပဲသိတာသွေးအေးနဲ့ရက်ဆက်တက်တဲ့ကျွန်တော်ကိုထိန်းနေရသလိုသွေးပူပြီးစိတ်လှုပ်ရှားလွယ်တဲ့ကျွန်တော်ကလည်းထိန်းရတာပဲအားငယ်ပြီးဝမ်းနည်းလွယ်တဲ့ကလေးလေးကိုလည်းထွက်မလာအောင်စိတ်အတွင်းနဲ့ဖိသိပ်ပြီးထိုးထည့်နေခဲ့ရသေးတာအငိုလွယ်တဲ့လူငယ်ကလေးတယောက်ကိုလည်းခဏခဏမငိုစမ်းပါနဲ့ငါပင်ပန်းနေဆိုပြီးကြောက်အောင်တော့ခြောက်ပြီးထိန်းထားခဲ့ရတာပဲစိတ်အကွဲတွေအများကြီးကြားမှာဘယ်ဟာကကျွန်တော်အစ်စ်အမှန်မသိပဲခဏခဏပြန်ပြီးပျောက်ရှသွားတတ်သေးတာမူးတဲ့အခါဆိုရင်တော့ကျွန်တော်လည်းမတက်နိုင်ဘူးလက်မြောက်အရှုံးပေးလိုက်ရတာပဲထိန်းရသိမ်းရခက်ခဲတဲ့အဲ့ဒီကလေးတွေထွက်လာကြတော့တာပဲမူးတဲ့အခါဆိုတရှုပ်ရှုပ်နဲ့ငိုကြောရှိနေကြတော့တာပြီးရင်တိတ်လဲအချစ်ခံနေကြတာကျွန်တော်ကတော့ရှက်တာပေါ့အဲ့ဒီလိုအားနည်းတဲ့အရာတွေထုတ်ပြရတာကျွန်တော်ကမကြိုက်ဘူးဟန်ကိုဖို့တွေနဲ့အသားကျနေတဲ့စိတ်တစ်ခုနဲ့ကျွန်တော်ကအဲ့ဒီကလေးတွေထွက်လာကြတာကိုမကြိုက်ဘူးအမြဲဆူဆူပူပူနဲ့သူတို့ပြန်အိပ်ပျော်သွားကြဖို့ပဲအားထုတ်နေရတာကျွန်တော်မှပင်ပန်းတယ်ဘဝထဲမှာဘလို့ရာနဲ့မှပြဿနာဖြစ်နိုင်စွမ်းကျွန်တော်မှမရှိဘူးစိတ်အတွင်းသားတွေစီကလာနေတဲ့ပဋိပက္ခတွေနဲ့လုံလောက်တာထက်များပြီးခြေကုံလက်ပန်းကျနေခဲ့ရတာပဲကျွန်တော်ကမာကြောခတ်ထန်တဲ့စိတ်တစ်ခုလည်းရှိသေးတယ်ကျွန်တော်ကပြုတ်ပြုတ်ညံ့ညံ့နဲ့လက်ကလေးတစ်ဖက်နဲ့ပဲစိတ်နဲ့ဆွဲထားခြင်းခဲ့တာပါဆိုပြီးတရှုပ်ရှုပ်နဲ့ညှိတွယ်ပျော်ညံ့လာတဲ့ကောင်ထွက်လာရင်လေ
တိတ်ပြီးစိတ်ရှုပ်ရတာပဲမေတ္တာတရားကိုတောင်းယူရင်ရမယ်ထင်နေတတ်တဲ့ကောင်မျိုးကိုဘယ်လိုဆုံးမရမယ်ကိုကျွန်တော်တကယ်စိတ်ရှုပ်ထွေးရတယ်ကျွန်တော်ခေါင်းထဲကရှုပ်ထွေးလေးလံနေသမျှတွေကိုခွာချလိုက်ရင်ဘာတွေဆက်ပြီးရှင်းနေကြအောင်မလဲအခွန်တက်တက်ကြီးဖြစ်နေရတဲ့အခါကျွန်တော်ကဘယ်စိတ်ကိုမဖြစ်မနေဆက်ပြီးဆွဲကင်ထားခဲ့ရမလဲတချို့ရှုံငိုနေတတ်တဲ့အဲ့ဒီကလေးမကလေးတွေကိုကျွန်တော်မဟုတ်ရင်ဘယ်သူကဆက်ပြီးစောင့်ရှောက်ထားခြင်းပါမလဲကျွန်တော်မှလည်းပြဿနာတွေအများကြီးနဲ့စိတ်အပဲ့အကျွေတွေအများကြီးနဲ့ခုံစင်းခဲ့လိုက်ဖို့ခေါ်နေကြတဲ့ကြောက်သေးကအတန်တွေမပျော်ဘူးဆိုတဲ့အကြောင်းကိုစလုံးမျိုးမျိုးပေါင်းပြီးရေးတယ်အတန်မျိုးမျိုးထွက်ပြီးဆိုတယ်ဒါပေမဲ့ခမားသိတယ်မဟုတ်လားမပျော်ခဲ့ပါဘူးလို့ပြောကြည့်ရင်ပျော်တယ်ဆိုတာကိုသိမှဖြစ်မှာပေါ့မပျော်ခဲ့ပါဘူးလို့ခံမဲပြီးပြောနေမတရားတာပဲမဟုတ်လားကျွန်တော်မှဘယ်သူ့ကိုမှမတရားမလုပ်ချင်တဲ့ကျွန်တော်တယောက်လည်းရှိနေသေးတယ်ခေါင်းကိုမခံနိုင်တော့ပဲပြန်မောကြည့်မိလိုက်တဲ့အခါတိုင်းမှာအဲ့ဒီကောင်ကစိတ်ထဲကနေရှေ့ကိုထွက်လာပြီးမတရားတာတွေဆက်မယူသွားနဲ့တော့လေတန်တရားအထိတည်သွားအောင်မလားဘာညာနဲ့သူတော်ကောင်းလို့ဘာလို့နဲ့တရားဝင်ပြတယ်ကျွန်တော်စိတ်ကိုနေသားတကြနေရာချပေးထားရတာကတကယ်တော့အခုပြောပြနေရတဲ့အများကြီးခက်တာပေါ့သူတို့ချင်းချင်းပဋိပက္ခမဖြစ်အောင်ကျွန်တော်တော်တော်ထင်းရတယ်မလွယ်ဘူးဆရာဝန်ဆိုတဲ့သူတွေကိုရှိသမျှထုတ်ပြောပြနေရတာလည်းအထာမကျဘူးစိတ်ကိုလည်းနည်းနည်းကလေးမှပြေရော့အောင်ကျွန်တော်မထားရဘူးနည်းနည်းကလေးသတိလက်လွတ်မိရင်တော့နာမည်တစ်ခုတည်းကိုပဲနှစ်ပေါင်းများစွာတက်လာရင်အဲ့ဒီလူကိုအတင်းလိုက်ရှာတတ်တဲ့ခေါင်းခတ်မာနဲ့အဲ့ဒီကလေးမခေါင်းထောင်လာရင်လိုက်ပြီးထိမ့်သိမ့်ရတာကတိတ်ပြီးပင်ပန်းတာတနေ့ကျရင်အဲ့ဒီလူကိုတွေးလို့ရမယ်ထင်ပြီးသူ့ဘာသာတယောက်တည်းယူနေတတ်တဲ့6ကြီး6ချက်အိမ်မက်တွေတပုံကြီးနဲ့ကြောင်ကရမ်းတွေနဲ့တကယ်တော့ကျွန်တော်မှမနှက်ဖြန်တွေမရှိဘူးဆိုတဲ့အကြောင်းကကျွန်တော်ပဲသိတာစိတ်အထဲထဲကကျွန်တော်စိတ်အခွဲကလေးတွေတိသွားမှဆိုပြီးကျွန်တော်တယောက်တည်းပဲဒါကိုထိမ့်သိမ့်ပြီးမနှက်ဖြန်တွေကိုမေ့နေအောင်မနေတော့ငါတွေအကြောင်းကိုပဲသူတို့တွေသိနေအောင်မနဲ့လှည့်စားထားရတာလူရလို့ဖြစ်လာမှတော့ထိခိုက်ရှာနာလဲရှိရမှာပဲပေါ့ဒဏ်ရာအနာတရားတွေဆိုတာမျိုးတွားရင်းလာရင်ဒီလိုပဲကောက်ရလာကြတာမဟုတ်ဘူးတေကွင်းတေကွက်ပြီးမဲ့မခုခံကျင်တော့တဲ့သဘောပဲလေလို့အကုန်ဖွင့်ပေးလိုက်မိကြတာမျိုးပေါ့ကျွန်တော်ကစိတ်တွေမျိုးမျိုးကွဲထက်နေခဲ့ရတဲ့ကောင်ပဲတော်သေးတာကအဲ့ဒီ disorder ကြီးတစ်ခုလုံးကိုလူတွေမရိပ်မိအောင်ဖုံးဖိထားနိုင်ခဲ့တာပဲမနှက်ဖြန်တွေတကယ်မရှိတော့တဲ့အကြောင်းကတော့ကျွန်တော်တယောက်ပဲသိရင်လုံလောက်တာပါပဲပျော်ရွှင်မှု၏စီးမြင့်နံပါတ်1မှာဆုံးရှုံးနိုင်မှုများအကြောင်းမေ့ထားရန်ဖြစ်ပြီးအဆုံးသတ်များ၏အကြောင်းကိုမေ့ထားမည်ဆိုပါလျင်တွင်ညှိမှုများသည်စေးထမ်းတော်လဲလွေနှွေးထွေးလုံခြုံနေကြပြန်သည်မဟုတ်ပါလားကျွန်တော်မကြတွေးမိနေတဲ့အတွေးကဟောဒီကဘာကြီးပေါ်မှာအိတ်ဆွေးတွေမရှိတော့ရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြရပါမလဲဆိုတဲ့အကြောင်းပေါ့ဒါပေမဲ့လည်းတွေးလို့သာတွေးနေမိတာပါတကယ်တမ်းကျတော့လေလောကကြီးမှာမရှိမဖြစ်ဆိုတာအရေးအတွက်သိနေတာပဲမဟုတ်လားဒီလိုပဲတနည်းနည်းနဲ့တော့သူ့ဘာသာအစဉ်ပြေရင်လည်းပြေသွားကြမှာပဲပေါ့အိတ်ဆေးတွေထက်အိတ်ဆေးတီထွင်ခဲ့တဲ့သူတွေကိုလည်းကျေးဇူးတော်တင်မိတာပဲခက်ပြင်းပြင်းအိတ်ဆေးတွေမပါရင်လုံးလုံးအိတ်မရတော့တဲ့အခြေအနေကရင်ဆိုင်ရတာတကယ်မလွယ်ပါဘူးပြောရမယ်ဆိုရင်တော့မိတ်ပြက်ဆွေပြက်လုတ်ပါပြက်တာပဲအိပ်ပျော်နေရမယ့်အချိန်အခိုက်တန့်ကလေးအတွက်ဘာနဲ့မှမလဲချင်ဘူးဖြစ်နေခဲ့ရတာတကယ်တော့လေကျွန်တော်တယောက်တည်းတော့မဟုတ်ပါဘူးအိပ်ဆက်ခြင်းဟာဒီနေ့ကျွန်တော်တို့ခေတ်ရဲ့လူများစုကြီးရင်ဆိုင်နေရတဲ့ဖြည့်ရှင်းရခက်တဲ့ပြဿနာတစ်ခုဖြစ်လာနေခဲ့တာကြာပါပြီအိပ်လို့မပြောတဲ့အခါကျွန်တော်ကဘာလို့အိပ်လို့မပြောရတာပါလဲဆိုပြီးတေချာချာစဉ်းစားကြည့်မိတော့စိတ်ထဲကအတွေးတွေမြဲတာကြောင့်ဖြစ်မှာပဲလို့တွေးမိတယ်စိတ်ကနားနေလိုက်ရတော့မဲ့အချိန်ကိုမသိပဲဖြစ်နေပြီးဆက်ပြီးတော့သူ့လှုပ်လို့သူထင်တဲ့အတွေးတွေကိုဆက်ပြီးတွေးတောလှုပ်ရှားနေတော့တာတကယ်ကြတော့စိတ်နဲ့ရုပ်ရှိရမှာကျွန်တော်တို့ကရုပ်သက်ကိုသာဦးစားပေးပြီးတော့နားနေခိုင်းမှုစူးစမ်းနေခဲ့မိကြပြီစိတ်ကိုတော့နားခိုင်းမှုမေ့နေမိခဲ့ကြတာပဲပေါ့စိတ်တွေမအိပ်တဲ့ပြဿနာကခုခေတ်ရဲ့လူနေမှုပြရုပ်တစ်ခုလည်းဖြစ်နေခဲ့မယ်ထင်တယ်ပျော်ရွှင်စေတဲ့အရာဆိုတာဘာကိုခေါ်တယ်လဲလို့
တကယ်တော့ကျွန်တော်လည်းတည်တည်ချာချာမသိဘူးအိတ်ချင်းကပျော်ရွှင်ခြင်းနဲ့ဆက်နေလိမ့်မလားဆိုတာကိုလည်းတည်တည်ချာချာတော့နားမလည်ဘူးဒါပေမဲ့လည်းလူတချို့ကိုကျွန်တော်မပြောတဲ့အကြောင်းပြောပြမိတဲ့အခါသူတို့ကပျော်ရွှင်ခြင်းဆိုတာကိုတည်တည်ချာချာသိနေတဲ့ပုံနဲ့ကျွန်တော်ကိုပျော်ရွှင်စေတယ်ဆိုတဲ့စီးလုံးကလေးတွေပေးဖို့ကြိုးစားကြတယ်ကျွန်တော်ကပြောတယ်မတောက်ချင်ဘူးဆိုတဲ့အကြောင်းကိုအဲ့ဒါတွေကိုမကြာခဏတောက်ခဲ့ဘူးတော့အဲ့ဒီအကြောင်းကိုပါကျွန်တော်ကောင်းကောင်းသိတယ်ဒါတွေကပျော်ရွှင်စေတာမဟုတ်ဘူးမပျော်ရွှင်စေတဲ့အကြောင်းတွေကိုမေ့နိုင်အောင်ပဲအိတ်ခိုင်းထားလိုက်တော့တာဆိုတဲ့အကြောင်းကိုကျွန်တော်ကကောင်းကောင်းသိတယ်ဒါပေမဲ့သူတို့ကမပျော်ရွှင်ဘူးဆိုတဲ့အကြောင်းကိုကြားရင်ဒါဟာစိတ်ပူစရာအခြေအနေပဲဆိုပြီးကျွန်တော်ကိုပျော်ရွှင်စေတယ်ဆိုတဲ့စီးလုံးတွေကိုတောက်စေခြင်းကြပြန်တယ်အမှန်ဆိုကျွန်တော်မတောက်ချင်ပါဘူးလူတွေမှာမပျော်ရွှင်မှုဆိုတဲ့ခံစားချက်တွေကပုံမှန်သဘာဝတစ်ခုပဲမဟုတ်လားကျွန်တော်တို့ရဲ့ကဘာကပျော်နေတယ်ဆိုရင်မှသာထူးဆန်းတဲ့ပုံမှန်မှုမဟုတ်ဘူးလားတကယ်တော့အဲ့ဒီစီးလုံးလေးတွေကသူ့ကိုဘာမှသိပ်ပြီးအစမ်းတကျဒုက္ခမပေးကြပါဘူးအရာသာကလည်းပုံမှန်စီးရီလိုပဲလူလောကရဲ့ထုံးစံအတိုင်းအမြင်လှအောင်ရဲ့အဝေးလွယ်အောင်ရဲ့အပေါ်ယံအချိုဖုံးထားတဲ့တာမန်စင်းလုံးရောင်စုံကလေးတွေပါပဲဒါပေမဲ့လည်းကျွန်တော်ကိုဘာကိုမှတွေးနေလို့မရအောင်အုံနောက်ကိုထုံထိုင်းနေအောင်ဖိသိက်ခံထားရတယ်လို့ခံစားရတော့အဲ့ဒီပျော်ရွှင်စေပါတယ်ပြောတဲ့စင်းလုံးကလေးတွေတောက်ဖို့မပျော်ရွှင်ဘူးပေါ့မှန်ဆိုရင်အိတ်ဆက်ခြင်းနဲ့ပျော်ရွှင်ခြင်းမှာဘာအဆက်ဆက်မှမရှိတဲ့အကြောင်းသူကတိတိကျကျရှင်းပြနိုင်ပါတယ်သူတို့ကပြောကြသေးတယ်အိတ်နေတယ်ဆိုတာဟာပြောစရာကောင်းတာပဲအိတ်နေရင်မပျော်တော့တဲ့အကြောင်းတွေမေ့သွားရောတဲ့ကျွန်တော်ကတော့အဲ့ဒါကိုမယုံပါဘူးအဲ့ဒီတော့လေထုံးစံအတိုင်းပြုံးပြနေခဲ့ရတော့တာပါပဲပြီးရင်ပြောသေးတယ်အများကြီးမတွေးနဲ့တဲ့လူဘဝကြီးမှာတကယ်ပဲမတွေးပဲနေလို့ရသလားမတွေးပဲတော့နေလို့ရမယ်လို့တော့ကျွန်တော်မထင်ဘူးရင်းပြီးတော့ကျွန်တော်ကိုစိုးရင်တကြီးကြည်နေတဲ့ညဝင်းတွေကပိုလို့စိုးရင်ရောင်တန်းသွားကြပြီးနောက်ထပ်ဆေးအောင်ဆုံးတချို့စီလက်လှမ်းလိုက်ကြရပြန်ရောချိန်မီဖုံးဆက်တော့လို့စိုးရိမ်နေတဲ့မျက်လုံးတွေကိုမနှစ်သက်ဘူးဆိုတာရဲ့အဲ့ဒီဖုံးနှံဘက်ကိုဖျက်ပစ်လိုက်မှပဲဆိုတာရဲ့ကိုတော့မပြောပြခဲ့လိုက်တော့ဘူးစကားတွေကပြောတဲ့အတိတ်ပဲရောက်ချင်မှရောက်တာအဲ့ဒါဟာဒီကဘာရဲ့အခက်ဆုံးပြဿနာပါပဲတနေ့ကုန်အိတ်နေရတာရဲ့ဘာကိုမှမမှတ်မိတော့တာရဲ့ကိုသူမုန်းတယ်ဆိုတဲ့အကြောင်းသူတို့နားလည်အောင်ကျွန်တော်ဘယ်လိုရှင်းပြရမှာမှန်းခုထိနားမလည်ဘူးနားမလဲတာတွေကိုနားမလဲသလိုထားလိုက်ရုံပဲရှိတယ်ဆိုတဲ့အကြောင်းဘသူ့ကိုပြောပြရမှာမှန်းလည်းမသိဘူးဒါနဲ့ပဲပျော်ရွှင်စေတယ်ဆိုတဲ့ဆေးလုံးလေးတွေအများကြီးတောက်ပြီးသူတနေ့ကုန်အိတ်နေရတယ်အိတ်နေတိုင်းပျော်တာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုရှင်းမပြတတ်တာနဲ့ခုဆိုမပျော်တဲ့အိတ်ဆက်ခြင်းတွေရနိုင်မှုဆေးလုံးရောင်စုံလေးတွေအများကြီးတောက်ပြီးအိတ်ဆက်နေရတယ်အိတ်နေရင်ပျော်နေရတာပဲလို့ထင်ရတဲ့ကဘာမှာမှကျွန်တော်ကလူဖြစ်ကိုရနေခဲ့ရတယ်။ဘယ်တက်နိုင်ပါမလဲ။ antidepressant တွေကိုနှစ်ပေါင်းများစွာမရှိမဖြစ်လိုအပ်ခဲ့တဲ့လူတစ်ယောက်အနေနဲ့ပြောရရင်တော့ဒီကဘာကြီးမှာအဲ့ဒီ series ပေါ်ပေါက်လာခဲ့ကြပုံကတိတ်ပြီးကျေးဇူးတင်စရာပါပဲ။အဲ့ဒီအရာတွေကဘဝထဲကိုလေပြေလေညင်းတွေခိတခဏယူဆောင်လာပေးကြသလိုပဲလို့ပြောရမှာပဲ။လင်းလန်နေတဲ့ဝင်တော့ဝင်ပိုးတွေကိုအဲ့ဒီ series ကခဏဖြေလျှော့ပေးလိုက်ကြတယ်။နှစ်ချက်အိတ်လို့ပျော်သွားစေခဲ့တယ်။မနှက်ဖြန်တွေကိုမကြောက်မရွံ့မျက်နှာမူနိုင်ခဲ့တယ်။အသက်ကိုခိုးဝှက်ရှူရှိုက်ရတဲ့နာကျင်မိနစ်အချိန်ပိုတွေတဲ့ကျွန်တော်မှခြေညောင်းလက်ဆက်အတော်ကြပျော်ဝင်နေခဲ့ရတယ်။မဟုတ်ရင်အိတ်ဆက်ချင်းဆိုတဲ့ရလက်ကိုကျွန်တော်ရယူပိုင်ဆိုင်နိုင်ခဲ့ရတော့မှာမဟုတ်ဘူး။အမောင်တွေထဲမှာဒီလိုပဲငြိမ်ငြိမ်ကလေးနစ်မြုပ်သွားခဲ့ရတော့မှာပဲ။အမောင်တွေထဲကနေလည်းဘယ်တော့မှပြန်ထွက်လာနိုင်ခဲ့တော့မှာမဟုတ်ဘူး။ကျေးဇူးတင်ရမယ့်အရာတွေပါပဲ။ဘဝရဲ့ကျေးဇူးတင်ရမယ့်အရာတွေထဲမှာပန်းကလေးတွေလေးပြီးလင်းငင်းကလေးတွေကျွန်တော်ရဲ့ခွေးကလေးချစ်ရသူတွေရဲ့မုန်းတီးခဲ့ရသူတွေနောက်ပြီးဟော်ရီဝေါ်ဟာရတွေစလုံးကလေးတွေအဖြူရောင်ပိမ့်နေတဲ့အခန်းငယ်တစ်ခုထဲမှာအဖြူရောင်နေရံတွေအဖြူရောင်အုတ်တိုင်းတွေအဖြူရောင်လွင်ပြင်ကျယ်ကြီးတွေအဖြူရောင်တိမ်တိုက်တွေစိတ်တွေထူထပ်လုံးရကြီးရဲ့အဖြူရောင်တွေကြားမှာဆို
ဘယ်လန်းကိုမှသူရှာမတွေ့နိုင်ခဲ့တော့ဘူးအဖြူရောင်မွန်းကျက်မှုတွေဟာမြင်လျက်အဆုံးမရှိလွင်မျောနေကြရင်ဘာကိုမှမတက်နိုင်တော့တဲ့အခါအဖြူရောင်တွေကိုပဲအညှိုးတကြီးမုန်းပစ်ခဲ့ရတယ်ငယ်ငယ်ကလေးတော့ကတော့တခြားကလေးလေးတွေလိုပါပဲသူ့မှာလည်းဖြူစင်တာကိုနှစ်သက်ခဲ့တဲ့အချိန်တွေရှိခဲ့ကြတယ်အများနည်းတူအင်ကြီးအဖြူရောင်ကလေးတွေကိုတပတ်မှ9ရက်ဝတ်ဆင်ခဲ့တယ်ဖြူဖြူစင်စင်မဲ့အရာရာကိုကြော်ဖြတ်ခဲ့ရင်ဘဝဟာအဲ့ဒီလိုပဲအမြဲဆက်ပြီးဖြူစင်နေလိမ့်မယ်လို့ထင်နေတတ်တဲ့ခက်အလူအကလေးပေါ့ရိုးရိုးတတတောင်ကုန်းတွေနဲ့ကြီးတိဆောက်ထားတဲ့ထင်မိတဲ့ခရီးမိုင်တွေမဆုံးမနစ်သွားခဲ့ရင်တနေရာကိုတော့ရောက်မယ်ကြီးထင်မိခဲ့တတ်သေးတာလွယ်ကူလုံးလာတဲ့အစွန်းထင်းတွေဘလောက်ပဲစူးစမ်းဖြစ်တချို့အစွန်းထင်းတွေကတဘွားလုံးလေးလံတောင့်တင်းလို့ဖြူစင်နေရဖို့ဆိုတာကြောက်မက်ဖွယ်ရပဲတိတ်ပြီးညင်းငွေ့စရာကောင်းတယ်ဖြူရောင်နဲ့သမီးကလေးတွေဆိုတာဒဏ္ဍာရီပုံမြင်တွေထဲမှာပဲရှိနေခဲ့ကြပြီအပြင်ကိုဘယ်တော့မှထွက်မလာနိုင်ခဲ့ကြဘူးသူကအဲ့ဒီအကြောင်းကိုမသိခဲ့ဘူးငမွေးဖြူကလေးတွေရဲ့နူးညံ့ပေါ်ပေါမှုကဒရင်းကချာကလေးတွေထဲမှာပဲရှိနေခဲ့ကြပြီအိမ်မက်တွေပျော်ရွှင်နေအောင်အရောက်ပြန်တမ်းမလာနိုင်ခဲ့ကြဘူးသူနားမလည်နိုင်ခဲ့တဲ့အဖြူရောင်စိတ်တစားတွေဟာအိမ်မက်တွေမလက်ဆက်တော့တာနဲ့ရောဆိုင်များဆိုင်နေလိမ့်မလားမာယာကော့စကီပြောသလိုဆိုရင်တော့ငါဘဝတစ်ခုလုံးဟာပေစာတစ်ဆောင်ပါတဲ့ဘယ်နှခုမြောက်တောင်ကုန်းကလေးမှာကျွန်တော်တည်ဆုံးသွားခဲ့ရတာပါလေဒါမှမဟုတ်ဘယ်တောင်ကုန်းပေါ်ကနေပြန်လည်လျှော့ကျသူဆက်ပြီးမရှင်သန်နိုင်ခဲ့ရတော့တာလေအဖြစ်မရှိတဲ့လောကကြီးရဲ့မိကုန်းတွေအကုန်လုံးအဖြူရောင်ဆေးသားခတ်ထူထူတွေနဲ့ပိတ်ကားပစ်လိုက်ပါဖြူရောင်တွေကရုပ်တည်ရှိရှိပဲဖြူစင်လို့နေကြတယ်ဝါဒဆိုတဲ့အိန္ဒိယရုပ်ရှင်ကိုကြည့်ပြီးရင်အဖြူရောင်အောက်ထဲမြုပ်နှံခံလိုက်ရတဲ့အတ္တအညှိနှံတွေကိုရလာမိလိမ့်မယ်အပေါ်ယံဖြူစင်မှုတွေကလူကြိုက်များပြီးဈေးကွက်ဝင်တယ်ရောင်းပန်းဝယ်ပန်းလှတယ်ဒါပေမဲ့ဖြစ်ချင်တော့သူ့အရေးပြားကအဖြူရောင်နဲ့ကောင်းကောင်းဓာတ်ပြုပုံမပေါ်ဘူးခါခါတီးတီးပဲမုန်းတီးခဲ့တယ်အိန္ဒိယရှင်းဟောင်းအယူဆွဲတွေမှာမုံဆိုးမတွေဟာယောက်ျားနဲ့အတူအရှင်လက်လက်ကြီးလိုက်သိရင်သိမသိချင်ရင်တော့ခေါင်းတုံးတုံးပြီးစာရီအဖြူရောင်ကိုသာတလုံးဝင့်ဆင်သွားကြရမယ်လူဖွဲ့စည်းရဲ့ပြင်ပမှာပဲနေရလိမ့်မယ်တဲ့လူတွေချင်းချင်းရက်ဆက်ဝန်းကြတဲ့ပုံမြင်တွေဟာခေတ်တိုင်းမှာဘယ်တော့မှယိုးမသွားကြဘူးပြီးလဲပြီးဆုံးမသွားကြဘူးလူတွေဟာအဖြူရောင်ကိုအတ္တကာကွယ်ရေးအယောင်ဖြစ်ဘယ်ရာစုတွေလောက်ကလေးကစလို့ရွေးချယ်ခဲ့ကြတာပါလေအဖြူရောင်အဖုံးကအောက်မှာအယောင်အစ်တစ်ခုခုတော့အမြဲရှိခဲ့လိမ့်မယ်အရာရာကိုလွှတ်ချလိုက်ရတဲ့အခါရှုံးနေလေပြီးတော့တောင်ကုန်းဟောင်းများရဲ့အနောက်ထဲအဖြူရောင်နရံတွေပဲသူ့မှာကြံနေရစ်ခဲ့ကြတယ်နေဝင်ချိန်တွေရဲ့နှွေထက်ချိန်တွေရဲ့ထဲမှာမိုးကုတ်စော်ဝိုင်းအစွန်းတွေစီငေးကြည့်နေရင်အယောင်စုံတွေလို့ထင်အောင်မှားပြီးနေခွင့်ရှိတယ်စိတ်ချမ်းမြေ့စရာပဲအဲ့ဒီထဲမှာဘာရောင်တွေပဲထည့်ထားနေပါစေအဝေးကြီးတွေစီမှာမွန်းကျက်စရာအဖြူရောင်တွေပါမနေခဲ့ကြဘူးအဖြူရောင်တွေကဘာလို့များသူ့ကိုအသက်ရှူမဝစေခဲ့ရတာလဲဟင်တရုတ်တရဆန်လွန်းကြတဲ့အဖြူရောင်တွေသူတိတ်ပြီးပင်ပန်းနေခဲ့ပြီအဖြူရောင်စစ်စစ်ဖြစ်ဖို့နည်းနည်းလေးမှသူထပ်ပြီးဟန်မဆောင်ကျင်တော့ဘူးအဖြူရောင်နှစ်သက်တဲ့ပြောတဲ့သူတွေကိုတအံ့တအောငေးမကြည့်ကျင်တော့ဘူးတပင်တပန်းထမ်းမိုးထားခဲ့ရသောလေးလံသည့်အဖြူရောင်တန်းစင်မှုများဖြူရောင်တွေအောက်မှာတခြားတစုံတရာအမြဲထပ်ပြီးရှိနေခဲ့တဲ့အကြောင်းထပ်ပြီးနားမလည်ချင်တော့ဘူးအဖြူရောင်တငယ်ချင်းဆိုတဲ့တခြင်းကိုသူမကြားချင်မိဘူးအဖြူရောင်တက်တက်ဆိုတဲ့အရာတွေတိုင်းဟာအမြဲခက်ကြဲကြဲကလေးလှောင်ရည်ပြစ်လိုက်ချင်စရာတွေကြီးပဲဖြူစင်သောမြတ်တာအနန္တတို့အားယူသေးစွာဥညွတ်ပါ၏ကျေးဇူးပြု၍ခဝေးကမွေးကလေးတွားနေပြကြစမ်းပါမြတ်တာတရားဟာလူတွေကြားမှာအယောင်တစ်ခုခုအမြဲထပ်ပြီးလိုအပ်နေတဲ့ကြည်စမ်းမအောင်ကွယ်ဘလို့ကဘာမြေကိုသူရောက်နေကြရတာပါလေချစ်တော်ခန့်ကိုရနံကလေးမှာဘာရောက်မှရှိမနေခဲ့ကြဘူးတလုံးမျက်နှိုးသွားမဲ့မြတ်တာကိုဘလို့အယောင်ချေရမယ့်အကြောင်းကျေးဇူးပြုပြီးလမ်းညွှန်ပေးကြပါရီမောနေရဲ့အသက်တက်ကလေးမှာဘာဖြစ်လို့မဖြစ်မနေအဖြူရောင်တွေစွန့်ထင်ပေးကြနေရမှာလဲ
ခုဆိုအသက်ရှူနေတဲ့လေတွေမလက်ဆက်ကြတော့ဘူးပျော်နေတဲ့မြင်ကွင်းတွေမမြင်ခဲ့ကြရတော့ဘူးဟဲ့တကယ်ဆိုအဖြူရောင်တွေကြားမှာဆိုရင်ပိုပြီးပျော်ရွှင်ပေါ့ပါနေခဲ့တဲ့နာချစ်ချင်းမှာအဖြူရောင်တစ်ခုခုထပ်ပြီးဆွန်းထင်းနေဖို့မဖြစ်မနေလိုအပ်တယ်လို့ဘယ်တော့မှမယုံကြည်ခြင်းခဲ့ဘူးလက်ဆက်နေလွန်းလာတဲ့ညနေခင်းတွေထဲမှာအယောင်တစ်ခုခုထပ်ပြီးထည့်လိုက်လို့မရဘူးလားအဖြူရောင်တက်တက်ဟန်ဆောင်ခြင်းတွေကြားစိတ်တွေဟာနွမ်းနယ်နေပါပြီပကတိအတိုင်းဖိုးပွင့်လို့ရတဲ့ပန်းတွေကြားလာပါကွယ်လမ်းတွေအတူတူရှောက်ကြရအောင်ဟောဒီကဘာမြေကအတိတ်ပဲသတ်မှတ်ချက်တွေနဲ့လေးလံတောင့်တင်းအေးခဲလို့အနာစာပါတဲ့ပန်းကလေးတွေမှာလည်းရနံ့ရှိနေသေးပဲမဟုတ်လားပျော်ပျော်ရွှင်ရွှင်ပြုံးမာကြီးပါတနေ့နေ့ကြာရင်မြင်ဝင်းတဆုံဂန်းကော်ပင်တွေပြည့်နေအောင်စိုက်ပစ်ခဲ့ရင်အဖြူရောင်အနာတရားတွေအကုန်ပြန်ပြီးပျောက်ကင်းစေကြမယ်ဂန်းကော်ပင်ထိပ်ဖျားကအညွန့်နီနီကလေးတွေတက်တက်လှုပ်နေတဲ့ဂန်းကော်ရနံ့တွေကအရာရာကိုစိတ်နဲ့ပြန်ပြီးလွမ်းစွန့်နေစေကြလိမ့်မယ်ခွမလို့ချင်းကိုအယောင်တစ်ခုခုနဲ့ပြောပါဆိုရင်အဖြူရောင်ကလွဲလို့နောက်ထပ်ဘာကိုရွေးလို့ရသေးတယ်လဲခွမလို့ချင်းတွေဟာအဖြူတွေပိမ့်ပိမ့်နေတဲ့နေရန်ပြင်းကြီးတစ်ခုထဲမှာနားကျင်စွာတုံလုံးလို့အဖြူရောင်တွေတကယ်ပဲဖြူစင်နေခဲ့ကြပါရဲ့လားအမှန်နဲ့အမှားတိုင်းမှာတိကျတဲ့အယောင်တွေရှိနေမှဖြစ်မှာတဲ့ဘလောက်ရည်ရတယ်လဲနောက်ပြီးတော့ဘလောက်ငိုခဲ့ရတယ်လဲအသက်ရှူစရာလေတွေရှားပါလွန်းလာကြည့်ရဲ့ကွယ်စွန်းထင်းလွယ်လွန်းတဲ့အတ္တတွေအတွက်လူတွေကအဖြူရောင်ကိုရှာဖွေထွေးရှိခဲ့ကြတယ်အဖြူရောင်အောက်ထဲမှာအမြဲတစ်ခုခုတော့ထပ်ပြီးရှိနေတာပဲမူသားတွေအလိမ်ညာတွေနောက်ပြီးတော့ဟန်ဆောင်ခြင်းလိမ်ညာခြင်းတွေအဖြူရောင်တွေကိုမြင်တဲ့အခါတိုင်းမျက်နှာလွှဲပစ်ခဲ့မိတတ်တဲ့စိတ်ဒဇတွေနာကျင်မှုတွေဟာအဲ့ဒီနေ့ကအဖြူရောင်တွေဝစ်ဆင်ထားခဲ့ကြတယ်မေတ္တာတရားတကယ်ရှိမနေကြောင်းယုံလိုက်ရတဲ့အခါဝမ်းနည်းစရာတွေအကုန်လုံးကအဖြူရောင်တွေစိတ်ရှိလက်ရှိစွန်းပေလို့ချစ်ချင်းတရားကိုအတ္တမပါပဲရင်မအောင်မွေးမြူခြင်းတဲ့လူတစ်ယောက်ဟာဟောဒီကဘာမှာအဖြူရောင်တွေကိုမုန်းတီးသွားတဲ့စိတ်နဲ့ယူသွတ်ခဲ့လူနီးနီးပေါ့မယုံဘူးဆိုတဲ့စကားကိုတိုးတိုးကလေးအကြိမ်မောင်းများစွာတတိလက်လွတ်ရေရွတ်နေရင်အဖြူရောင်ပိမ့်ပိမ့်နေတဲ့လွင်မြင်ကြီးထဲမှာထွက်ပေါက်တစ်ခုမှမရှိပဲနစ်မြုပ်သွားခဲ့တယ်အဖြူရောင်တွေကတော့တကူကောင်းတိတ်ဆန်တယ်အယောင်ပြဲလွယ်လွန်းတယ်နောက်ပြီးအကဲလဲဆက်လွန်းတယ်အဖြူရောင်မျက်နှာကျက်ကြီးကိုငေးကြည့်နေမိတဲ့အခါဆိုဘယ်တော့မှအသက်ရှူမဝဘူးအဖြူရောင်မျက်နှာကျက်တွေအဖြူရောင်အခန်းနေရံတွေအဖြူရောင်ဟိုတယ်ခန်းတွေအဖြူရောင်အိမ်ယာခင်းတွေအဖြူရောင်ဆောင်တွေတိတ်ပြီးမတရီစရာကောင်းတာပဲကွယ်သစ္စာတရားကအဖြူရောင်ဝိယုံကြီးဝစ်လို့စိတ်ကျမ်းမာရေးဆေးရုံရဲ့နေရံတွေကသာဆွတ်ဆွတ်ဖြူနေခဲ့မယ်ဆိုရင်နာကျင်မှုတွေကိုပိုဆိုးသွားစေခဲ့ကြလိမ့်မယ်မတုံ့ပြန်ဘူးအပြစ်မပေးဘူးဒါပေမဲ့တချို့အရာတွေကိုဘယ်တော့မှခွင့်မလုပ်ဘူးအဖြူရောင်နေရန်တစ်ခုစီအကုန်ထည့်ထားခဲ့လိုက်ရတယ်အစိမ်းရောင်တောင်ကုန်းကလေးအဲ့ဒီအရက်မှာနှင်းဖြူဖြူတွေကြမနေခဲ့ကြဘူးမဟုတ်လားအဖြူရောင်တွေကဒီလောက်မုန်းစရာကောင်းနေတာတော့အဖြူရောင်ပန်းတွေကတော့ခုထိအမြဲမွေးမြနေကြတယ်အယောင်တွေထဲမှာအစိမ်းရောင်ကိုကျွန်တော်ကသဘောကျတယ်နေ့စဉ်မရိုးအောင်မြင်နေရတဲ့အစိမ်းရောင်တွေဟာကျွန်တော်တို့ပုံဝင်းကြီးမှာအများကြီးပဲမဟုတ်လားတူတယ်လို့ထင်ရပေမဲ့ကွဲနေတဲ့ရောင်စင်ဖြာနေကြပုံတွေအစိမ်းရောင်တွေရှိနေတဲ့ကဘာကြီးကိုကျွန်တော်ကတော့နေတိုင်းငေးကြည့်နေခဲ့ရတာပဲကျွန်တော်ချစ်တော့အစိမ်းရောင်ကလေးကလည်းပကြီးကားတစ်ချက်သာဖြစ်မယ်ဆိုရင်အစိမ်းရောင်အနှုတ်ရင်းတွေနဲ့ရေးထားတဲ့ abstract ပကြီးတစ်ချက်ပဲဖြစ်နေခဲ့မှာပဲအဲ့ဒီတော့နားလေပေးဖို့ကကြည့်ရသူတာဝန်ပဲဖြစ်နေခဲ့ရတော့တာပေါ့ဟန်နီစနေအထုံးမွားကလေးကျွန်တော်နားလေပေးနိုင်ခဲ့ပါရဲ့လားအဲ့ဒီပကြီးကားကလေးဟာရည်ရတယ်ငိုလဲငိုရတယ်ချီနုစွပြတ်မှုတွေနဲ့အတူအေးခဲနေတဲ့ချောင်းနဲ့တွေရဲ့လဲလွင့်ငနဲ့ပြုတ်ကျသွားစေနိုင်တယ်ပြီးတော့ချစ်လဲချစ်စရာလေးတခါတလေတော့လေကျွန်တော်မုန်းတီးခဲ့မိတယ်ကျွန်တော်ဟာကျွန်တော်မရနိုင်တဲ့အရာတွေငေးကြည့်နေခဲ့ရတာကိုဘယ်တော့မှမကြိုက်ဘူးမုန်းတီးစရာတွေလည်းရှိနေခဲ့ကြရတာပါပဲလူတွေဟာဒီလိုပါပဲကျွန်တော်ရဲ့ပကြီးကားချက်ကလေးကြီးလူတွေကအယောင်တွေထပ်ပိုပြီးချုပ်ထွေးစမ်းကြဲခဲ့ကြတာပါပဲအစိမ်းရောင်ပကြီးကားကလေးချိတ်ဆွဲဖို့သူ့စိတ်သူ့နေရန်လေးဘက်လုံးနဲ့ကာထားတဲ့အယူကိုတွေ့တဲ့အခါကျွန်တော်အမိကိုဟစ်အော်ရီမောလိုက်ပါ
လေးဘက်လေးတန်ပိမ့်ပိမ့်နေတဲ့နေရန်တွေကြားမှာကျွန်တော်အသက်ရှူပေါက်ကလေးကပြတင်းပေါက်ပုံပချီကားကလေးတစ်ချက်ပေါ့ပြတင်းပေါက်တွေအကြောင်းပြောမယ်ဆိုရင်ကျွန်တော်အမြဲတမ်းရမိတဲ့ပြတင်းပေါက်69ခုရှိတယ်ဆိုတော့ရေနံချောင်းမျိုးကအင်ကြီးတစ်ခုအမြဲပါတယ်အိမ်တစ်လုံးမှာပြတင်းပေါက်တွေအဲ့လောက်အများကြီးတကယ်ပဲပါနေနိုင်ပါမလားလို့ကျွန်တော်ကတော့တန်တရားနဲ့သတိရမိနေတတ်ခဲ့တာပုံမှန်အားဖြင့်ဆိုရင်တော့ကျွန်တော်ကပြတင်းပေါက်တွေကိုချစ်ပါတယ်နှစ်သက်တယ်တခါတော့ရန်ကုန်မြို့မှာငှားရမ်းမိနေရတဲ့တိုက်ခန်းကလေးတစ်ခုမှာမှတ်မှတ်ရပါပဲပြတင်းပေါက်တစ်ခုမှာပါဝင်မနေခဲ့ကြဘူးအမှန်ဆိုရင်တော့ပြတင်းပေါက်တစ်ပေါက်မှရှိမနေတဲ့အိမ်တွေကိုနေစရာအိမ်လို့ဘယ်တော့မှလက်မခံခြင်းပဲကြောက်လန့်တကြားညှင်းဆန်မှဖြစ်ပေမဲ့အဲ့ဒီတော့ကကျွန်တော်တက်နိုင်တဲ့ငွေကြေးပမာဏအရာအဲ့ဒီတိုက်ခန်းကလေးကိုပဲမဖြစ်မနေရွေးချယ်လက်ခံခဲ့ရတာဘဝရဲ့ပင်ပန်းတဲ့အချိန်ကာလတွေဖြစ်နေရတာအပြင်တကယ်ပြတင်းပေါက်တစ်ပေါက်ကလေးတောင်ရှင်းမနေခဲ့တဲ့အဲ့ဒီဂူလိုခိုအိမ်ကလေးထဲမှာကျွန်တော်တစ်စက်ကလေးမှမပြောနေခဲ့ပါဘူးနောက်တော့လေကာလတစ်ခုရောက်တဲ့အခါပြတင်းပေါက်တွေတော်တော်များများပါတဲ့အိမ်တစ်ခုစီကိုကျွန်တော်တို့ပြောင်းရွှေ့နေထိုင်ခွင့်ရခဲ့ကြတယ်ကိုလိုနီခေတ်ပုံစံလိုမျိုးဆွေးမြင့်နေတဲ့အချို့လဲခံစားရတဲ့အဲ့ဒီနှစ်ထပ်အိမ်ကြီးမှာနေရတော့လဲပြတင်းပေါက်69ပေါက်ပါတယ်ဆိုတော့မောင်သိန်းဆိုင်ရေးတဲ့ရေနတာခင်ကြီးဝတ္ထုဇာတ်လမ်းတွေကရေနံချောင်းမျိုးကမြို့ပိုင်အိမ်လို့ဆိုကြတဲ့အိမ်ဟောင်းကြီးကိုတဖန်ပြန်ပြီးတတိယမိလာခဲ့ရတယ်ပြတင်းပေါက်တွေကိုကျွန်တော်ချစ်ပါတယ်ဒါပေမဲ့လူရာထက်ပိုပြီးများနေတဲ့ပြတင်းပေါက်တွေဆိုရင်လည်းကျွန်တော်ညင်းငွေစိတ်ပြတ်သွားမိသေးတာပဲပြတင်းပေါက်ဆိုတာရဲ့သဘောကလိုအပ်တဲ့အရာတွေကိုလိုအပ်တဲ့လောက်ကလေးပဲတိုင်းကထွာကဝင်ရောက်စေနိုင်မှုရှိနေခဲ့တဲ့အရာတွေပဲမဟုတ်လားအများကြီးပါနေပေမဲ့လည်းပြတင်းပေါက်ဆိုတာပြတင်းပေါက်ကလေးတွေအဖြစ်ကနေဘယ်တော့မှပိုပြီးကြီးထွားလာလို့မှမရတာပြတင်းပေါက်ကလေးတွေဖြတ်တန်းဝင်ရောက်လာနိုင်တဲ့အရာတွေဟာကန့်သတ်မှုတွေတိတိကျကျနဲ့ကျွန်တော်တို့ပိုပြီးလိုအပ်ချင်လို့လိုအပ်ခဲ့လို့မဖြစ်နိုင်ဘူးပဲမဟုတ်ပါလားအဲ့ဒီပြတင်းပေါက်ကလေးတွေကနေတစ်ဆင့်လောကကိုကျွန်တော်တို့ချောင်းမြောင်းကြည့်ရှုလို့ရမယ်လေတွေရဲ့လက်ဆက်အေးမြမှုကိုခဏတစ်ဖြုတ်ရရှိရနိုင်မယ်တိမ်တွေကိုငေးမောကြည့်ရှုနေခွင့်ရမယ်ကံကောင်းလို့လာတာနေတာကိုတွေ့ရတဲ့အခါလာရောင်ကကိုယ်နာကလေးထိတက်ရောက်ခဲ့တယ်လို့ယုံကြည်ပြလိုက်လို့ရတယ်ခမားသာစိတ်ပါလက်ပါရှိခဲ့ရင်အဲ့ဒီလာရောင်ကိုစိတ်ထဲအပေးသိမ်းထားပြလိုက်လို့လည်းရသေးတယ်ညငယ်တကောင်စူးစူးဝါးဝါအော်ဟင်းရင်ပြန်တန်းသွားတာကိုလည်းမြင်မိကောင်းမြင်မိရလိမ့်မယ်တခါတလေတော့လေဘွားတဲ့ဖြတ်တန်းနေရင်မှပဲပြတင်းပေါက်တစ်ပေါက်ကိုမှဖွင့်မကြည့်ကျင်တော့တဲ့အချိန်တွေလည်းရှိကောင်းရှိလာနိုင်တာပါပဲအဲ့လိုခါရီဆိုကျွန်တော်တို့ကဆင့်နေအောင်ပိတ်ထားတဲ့ပြတင်းပေါက်ကလေးတွေကိုငေးကြည့်နေမယ်ပြီးရင်တစ်ဖက်မှာရှိနေတဲ့မြင်ကွင်းတွေကိုစိတ်နဲ့ပဲလှမ်းပြီးမြင်နေမိလိမ့်မယ်အဲ့ဒီပြတင်းတကားရဲ့နောက်ွယ်မှာရီမောတန်ကလေးရှိမယ်အသက်ရှူတန်တက်ကလေးလည်းပါမယ်ပြောမိပြောရစကားတွေလည်းပါမယ်ပကတိအတိုင်းရှိနေခွင့်တွေလည်းပါမယ်အေးမြစီမှုကလေးတွေလည်းပါနေခဲ့ကြလေအောင်မယ်ဒီလောက်ဆိုလုံလောက်ပြီလို့ပြတင်းပေါက်ဘေးမှာရက်ပြီးအပြင်ကိုငေးကြည့်နေတဲ့အခိုက်အတန့်တွေလည်းပါမယ်ဘလို့ကြောင့်မဲဖြစ်ဖြစ်မနာကျင်စေတဲ့သူတယောက်ပါမယ်ဒီလောက်ဆိုလုံလောက်တာထက်များနေခဲ့တာပါပဲလေမေးစောဆရာမမေးစောရဲ့စာအုပ်ထဲကအိတ်မပြောတဲ့အကြောင်းလေးတွေအိတ်ဆေးတွေတောက်ရတဲ့အကြောင်းလေးတွေပြောပြီးတော့သူ့ရဲ့ခေါင်းထဲကနေပြီးတော့စကြောသက်ကလေးလေးတွေထွက်လာတယ်အသက်အရွယ်ပေါင်းစုံနဲ့သူ့ရဲ့အင်နာချိုင်းလေးတွေအများကြီးပဲထွက်လာတယ်ပေါ့နော်သူကသူ့ကိုယ်သူစိတ်ကိုမာဖို့ကြိုးစားပြီးမဲ့လေဒီလိုကလေးတွေထွက်လာတဲ့အခါကြလို့ရှိရင်သူမကြောလို့မရပဲနဲ့ငိုချလိုက်မိရတယ်ဆိုတာကတော့တကယ်တမ်းကတော့ကျမတို့ရဲ့စိတ်ထဲမှာရှိတဲ့ inner child trauma တွေကြောင့်ပါဒါလေးကတော့ဆရာမမေစောရဲ့အပိုင်းစာများခုနှစ်ကိုဖတ်ရင်နဲ့လူတိုင်းမှာလည်းဒီလိုမျိုး inner child လေးတွေမှာ trauma လေးတွေရှိနိုင်တယ်ဆိုတာကိုသတိပြုမိလို့သတိပေးရပါလူတိုင်းမှာရှိနိုင်ပါတယ် inner child လေးတွေမှာ trauma လေးတွေရှိနိုင်တာမို့လို့ကိုယ့်ရဲ့ inner child လေးတွေက trauma လေးတွေကို healing လုပ်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ရှင်